Hello အားလုံးမင်္ဂလာပါနော်ဒီနေ့ကဒီတံပိုးတွေကိုဒီမှာပြန်ပြီးတော့ရောင်းချတယ်နေရာလေးပါ recycle ဒီမှာလာရောင်းဒီမှာလာရောင်းဒီမှာကယ်လီဖိုးနီးယားမှာရေတန်းဝယ်တဲ့အခါကျရင် CRV ဆိုတဲ့ test အပြုံပေါ့နော်ဒီရေတန်းအတွက်အခွန်တက်ပေးတာဒါကယ်လီဖိုးနီးယားမှာပဲရှိရလို့ထင်တာပဲအခြားပြည်နယ်မှာတော့မရှိဘူးအခြားပြည်နယ်တွေမှာပြန်ရောင်းလို့မရဘူးလို့ထင်တာပဲထင်တာကိုပြောတာဒီနေ့ကတော့ရေတန်းဒီလေးတွေလာရောင်းတာကိုလိုပဲလာရောင်းတဲ့လူတွေမှာတွေ့လားဒီကယ်လီဖိုးနီးယားမှာရေတန်းစီကြီးပါတယ်ရေတန်းစီကြီးရေတန်းဝယ်အားကြောင့် CRV ဆိုရယ် test ကိုထပ်ပြီးရအောင်အတွက်ကြောင့်ပလင်းနဲ့ဒီလက်ကပဲဒီကံဘူးတွေပဲဖြစ်ဖြစ်တောင်းလို့ရအေးဘူးပေါ့ဒါ rough ရှိတယ်recycle center မှာရောင်းနေတယ်တကဘာလို့တာလဲဘူးတွေခွက်တွေရောင်းနေကားနဲ့လာရောင်းကားနဲ့လာရောင်းမှာလို့ပဲကိုလိုပဲလူတွေအများကြီးပဲအချို့ဆိုရင်တော့တောက်ပြီးရင်ဒီလိုမိုက်ပုံးနေမှာပြစ်ကြအောင်လိုက်ကောက်တဲ့လူတွေလည်းရှိတယ်။ဗမာပြည်ဆိုရင်တော့ပလုံကောက်တယ်ပေါ့နော်။ကောက်ပြီးတော့အဲ့လိုမျိုးတက်ကြီးရပိုးကြီးပါးကြီးတွေအဲ့လိုဘူးလေးတွေခွက်လေးလိုက်ကောက်ပြီးတော့ပြန်ရောင်းကြတာပေါ့နော်။ဟိုးပေးဖို့ရတော့အဲ့လိုအဲ့လိုနေရာလေးကိုရက်ွက်လေးတွေမှာအသေးသေးရှိရပါတော့တန်းစီပြီးတော့ကိုယ့်ရဲ့ထုတ်ကလေးနဲ့ကိုချင်းလေးနဲ့ကိုပေါ့အဲ့လိုရှိတယ်အိုးဘာမှတာ cyber truck ကယ်လီဖိုးနီးယားဆက်ရတာစီကြည့်တယ်နော် everything ဓာတ်စီစီဆိုရင်ခုဆိုရင်ငါကြက်ကြော်ပါပြီဒီခွက်တယ်ရောစံတန်းဒါတော့တန်ဘူးလေးတွေပဲစေးတန်လင်းလေးတွေပဲစေးrested ပဲစေးရတယ်ဝမ်းတော့ရတယ်ရတယ်သူထည့်ထားတယ်ဟိုမှာအမိုက်ဟိုဖုန်းထဲမှာပြလိုက်ဘုံလုံးဒီမှာလေဒီမှာထဲရလူအားနာလို့မရိုက်တော့သူတို့အဲ့လိုမျိုးပေါ့နော်ပုံချင်းနဲ့ဆက်မှာချိန်တာ
စက်ကြီးပေါ်တက်ပြီးတော့တင်မှုချိန်လိုက်တယ်ဘယ်နာမည်ပါမေးတယ်ဘယ်နာမည်ကဘာအတွက်လဲဟုတ်လားရောင်းတာနော်ဒါကြည့်စိုင်းထိုးနေရဘာအတွက်လဲမသိရှိရမိုင်းစားလောက်ရလဲပြန်ပတ်စံပြလောက်ရ 12ချက်အများကြီး စံပြ ယူ ပြ ရတယ် 22ချက်ပြလာဟဲ့တစ်ချက်ပြ တို့ပြန် ဟောဗီဒီယိုရိုက်နေ ဟော22ချက် ကဲ22ချက်နော်အဲ့ဘူးလေးရောင်းတာโอเค